လာပါဗျာဒီနေရာကတော့ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးခီးသွားနေရာတစ်ခုပေါ့နော်ဒီနေရာကတော့ကိုရီးယားမှာနေတဲ့လူတွေကတော့ဒီနေရာတော့တော်တော်များများသိပါတယ်ကျွန်တော်တို့အာဆန်ထဲမှာရှိပါတယ်ချွန်းနန်းပေါ့နော်ချွန်းနန်းအာဆန်ထဲမှာရှိရအိုရန်အိုချောင်းနဲ့လည်းနီးပါတယ်ခင်ဗျရှင်းချမ်းနဲ့လည်းနီးပါတယ်ဒါပေမဲ့ဒီဦးနဲ့နာမူကြီးကအခုအရန်မလှသေးပါဘူးမလှပဲမဲ့လည်းမကြည့်ပါဘူးလူတွေကလာတဲ့လူကတော့တော်တော်လေးများပါတယ်တော်တော်လေးစီပါတယ်ဖြော်ပြပွဲတွေလည်းရှိပါတယ်ရှေ့အပတ်လောက်မှလှမယ်ပေါ့နော်ဒီအပတ်ကနည်းနည်းအရွက်တွေမကြွေသေးဘူးနည်းနည်းလေးအရွက်ကလေးတွေအယောင်လေးတွေပြောင်းပြီးစိမ့်ုံပဲရှိသေးတယ်ပေါ့နော်ရှေ့အပတ်တွေဆိုရင်တော့တော်တော်လှပါပြီလူကတော့တော်တော်လေးစီတယ်ဗျကျွန်တော်ဟိုဘက်မှာဖြော်ပြပွဲတွေလည်းရှိတယ်ကျွန်တော်တစ်ချက်ရိုက်ပြမယ်အဲ့ဒါကိုရီးယားဇာတ်ကားတွေထဲမှာတို့ကြော်ညာတွေထဲမှာတော်တော်များများပါတဲ့နေရာပေါ့နော်နာမည်တော်တော်ကြီးတဲ့နေရာလို့ပြောလို့ရတယ်ဒီမှာလေးဖြော်ပြပွဲတွေလည်းရှိတယ်လူလည်းအရန်စီပါတယ်ဒီရှေ့ဘက်ကြံလာလဲပါနော်ရှေ့ဘက်ဆိုတော့တမျိုးလည်းမထင်နဲ့ပါဘူးကျွန်တော်ကအဲ့လိုပဲပြောတယ်လို့ဘူးဘက်နဲ့နောက်ဘက်ရှေ့ဘက်ပေါ့ဗျာကဲတော်တော်လေးလှပါတယ်ဒီမှာဒါပေမဲ့နောက်တစ်ပတ်ထဲဆိုရင်တော်တော်လှပြီဗျာအခုဒီအပတ်ထဲမှာတော့သိပ်ပြီးတော့မလှသေးဘူးပေါ့နော်လူကတော့တော်တော်လေးစီပါတယ်ဗျဖြော်ပြပွဲကလည်းအများကြီးပဲရှိရဟိုဘက်တွေမှာလည်းရှိရပေါ့နော်ညာလေးကတော်တော်လေးလှလို့ရိုက်ပြရတာပါလူကတော့မြင်တဲ့အတိုင်းပဲပေါ့နော်တော်လှ